ကျွန်တော်တို့ Play Store ထဲဝင်လိုက်တဲ့အခါမျိုးမှာဆိုရင်အခုလိုမျိုးစာသားပေါ်လာပြီးတော့ Play Store ကိုဝင်လို့လည်းမရဘူး software လည်း download မရဘူးဒီလိုမျိုးဖြစ်တာကဘာကြောင့်လဲဘယ်လိုမျိုးလုပ်လို့ရလဲဆိုတာကိုကျွန်တော်ဒီနေ့အကုန်လုံးကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒီလိုမျိုးဖြစ်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ဖောက်ထားတဲ့ Gmail account ကကျသွားလို့ပဲဖြစ်ပါတယ်ဒီ Gmail account ကိုဘယ်လိုဆယ်လို့ရလဲကျွန်တော်ပြပေးပါမယ်ကဲကျွန်တော်ကြာနေတဲ့ဒီ Gmail ထဲကိုဝင်လိုက်ပါမယ်ပြီးရင်တော့ဒီတောင်နားလေးက next ကိုနှိပ်လိုက်ပါမယ်ဒီတစ်ဆင့်မှာဆိုရင်တော့ဒီအကွက်ကလေးကိုအမှန်ကြီးလေးချစ်လိုက်ပါပြီးရင်တော့သူရွေးခိုင်းတဲ့အပေါ်ကစာသားအတိုင်းဓာတ်ပုံလေးမှာလိုက်ပြီးတော့ရွေးချယ်ပေးလိုက်ပါခင်ဗျာကဲအမှန်ကန်သွားလို့ရှိရင်အမှန်ကြီးလေးပြပြီးတော့ next ကိုနှိပ်လို့ရတာပါလိမ့်မယ်ဒါကတော့ password ထည့်ခိုင်းတာမျိုးဖြစ်ပါတယ် password ကိုဖောက်ထားတဲ့ password ထည့်လိုက်ပါကဲပြီးရင်ဒါလေးကိုခဏဆောင်ပေးလိုက်ပါဒါဆိုရင်တော့ကိုယ့်ရဲ့ကြာနေတဲ့ Gmail account ကအခုလိုမျိုးပဲပြန်ပြီးတော့ပွင့်သွားပြီပဲဖြစ်ပါတယ်ကဲကျွန်တော်တို့ Play Store ထဲဝင်ကြည့်လိုက်ကြရအောင်ကဲအခုဆိုရင်တော့ခဏလိုမျိုးစာသားလည်းမပေါ်လာတော့ဘူး Play Store မှာလည်း software တွေ download လုပ်လို့ရသွားပါလိမ့်မယ်ခင်ဗျာတခုရှိတာကတော့ Gmail account ကိုကြချင်းချက်ချင်းပြန်ပြီးတော့ဆဲပါအချိန်ကြာသွားလို့ရှိရင် account ကအပြီးပိတ်သွားပါလိမ့်မယ်ခင်ဗျာ